ကျွန်တော်ခုလက်ထက်မှာကင်ထားတဲ့ဖုန်းက Vivo နဲ့ထုတ်တဲ့ဖုန်းတွေထဲမှာ battery အခန်းဆုံးဖုန်းမှာဒီဖုန်းကတော့ Vivo နဲ့နောက်ဆုံးမိတ်ဆက်ထားတဲ့ Vivo Y28 ဖုန်းမှာဒီဖုန်းကဘာကြောင့် battery အခန်းဆုံးဖုန်းဖြစ်ရလဲဆိုရင် Vivo ရဲ့ဖုန်းတွေထဲမှာဒီဖုန်းက 6000 mAh battery ပါတယ်တခုတည်းတော့ဖုန်းမှာဒီဖုန်းမှာဘယ်လောက်တောင် battery ခံလဲဆိုရင်ကျွန်တော်ဒီဖုန်းကိုအားပြည့်တွင်းထားပြီးတော့ YouTube လိုမျိုး video တွေထိုင်ကြည့်မယ်ဆိုရင်တော့မှအချိန်24နာရီကျော်လောက်ကို AC ကြည့်လို့ရတယ်ဆိုတော့ဒီကောင်ရဲ့ battery life ကအရန်ကိုကောင်းတယ်ပြီးတော့ခုမြင်ရတဲ့အတိုင်း Vivo Y28 ဖုန်းကိုအရောင်2မျိုးယူလို့ရမယ်ဒီရောင်က gleaming orange ပြီးတော့ဒီရောင်က agate greenဒီရောင်ညလုံးကတော်လေးကိုလှတယ် premium တော်လေးကိုဖြစ်တယ် channel space တွေနဲ့ဆိုရင် Vivo Y28 ဖုန်းက MediaTek Helio G85 chipset ကိုသုံးပေးထားတယ် RAM 8GB ပါမယ်အဲ့ဒါကမှ 256GB storage ကိုသုံးပေးထားတယ်အဲ့ပြင်50 megapixel dual camera set ကိုသုံးထားတယ်ပြီးတော့ဒီကောင်မှာ fast charging ဘိုင်းကလည်း 44W fast charging ကိုသုံးပေးထားတယ်ဒီ Vivo Y28 ဖုန်းရဲ့ထူးခြားချက်က IP64 rating ပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီမိုးရီထဲမှာ AC သုံးလို့ရတယ်ပြီးတော့ဒီဖုန်းတွေက dual stereo speaker ကိုပါ support လုပ်ပေးနိုင်တယ်ဆိုတော့အခု Vivo နဲ့နောက်ဆုံးမိတ်ဆက်ထားတဲ့ Vivo Y28 ဖုန်းကြောင့်ကိုသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Facebook page မှာကြည့်လို့ရတယ်ဒီဖုန်းရဲ့ဈေးနှုန်းကဝယ်ချက်8,29,800ပါဒီဈေးမှာဒီဖုန်းကိုတန်တယ်မြင်ကြလား